ကောင်လေးကလူကောင်းလူကြီးဝင်လေးပါပြောစရာဆိုလို့လေသူနဲ့တမီးနဲ့အသက်နည်းနည်းလေးပဲကွာတာအသက်ကွာတယ်ဆိုတော့ဘလို့ကွာလဲညီချက်ကြီးနေရလားပြောစမ်းမအောင်ဘလောက်ကြီးလို့ तू ကတေးကသူ့ထက်ကြီးနေရဟမ်နေကသူ့ထက်ကြီးတယ်ဟဲ့ဘလောက်တောင်ကြီးနေလို့တော့ तू ပြောတယ်လို့ခွနဲ့ဟုတ်ဟာလေအဲ့ဆိုညီခုကပြော6နှစ်ဟုတ်လေနေရဲ့9နှစ်နေမှာပေါ့ဟုတ်ဒါဆို4နှစ်ဟာဆိုခုနကညီပြောတယ်3နှစ်ပဲကြံတော့တယ်အဲ့ဒါကစောစောစီးစီးကပြောတာမဟုတ်ဘူး3နှစ်ဆိုလဲ3နှစ်မျိုးမျိုးစကားကိုပြောနေတာမေတေးကအမှန်တမ်းပြောရမှာလားလင်းရင်သေးတယ်လင်းကြီးမပြောမှတိုင်းသူကတေးတဲ့8နှစ်နေတာ8နှစ်အမလေးတော့အတော့မကြောက်အတော့မကြောက်ရအဲ့ဒီတော့8နှစ်လောက်ငဲတဲ့ကောင်ကိုဘယ်နာကတော့ဒီကြိုက်လာတာတော့ဟမ်ဒီတော့8နှစ်လောက်ကတော့ဒီကြိုက်စီရလားမချက်ဘူးလားနင်အမေကလည်းကြိုက်တာပဲအောင်တက်နေရနော်ရှက်စီရလားလို့ရလုံးနာမနေနဲ့နာမနေဒီနောက်ဆိုဒီတက်ပေါ်နာအောင်ပါပြောဘယ်သွားပြီးတော့တွေ့လာလဲအဲ့ဒီ8နှစ်လောက်နေတဲ့ဟာကိုဟိုတေးပုတ်ပါသွားရင်လည်းတွေ့လာတာပုတ်ပါအေးဒီလောက်တောင်ဂရီဂရီသွားနေမှာတော့တွေ့တော့မှာပေါ့တောသားကိုရှာကြံပြီးတော့ကြိုက်တတ်တာမစိုးပါဘူးတောသားလို့မပြောပါနဲ့တောသားမလို့တော့ကညိုသားလားဟုတ်ဘူးလေပကံနဲ့နီနီလေးကဟာအဲ့လောက်တော့မကြပါဘူးမေဒီမှာရန်ကုန်မဟုတ်ရင်အကုန်တောပဲနော်ညီမရှိနဲ့အဲ့ဆိုမမေလည်းတောသူပေါ့ရွှေဘိုးကပဲဟာအောင်မငါ့ကိုပြန်ပြောနေပြန်ပါပြီရွှေဘိုးဆိုညီမကြောက်ဘူးလားနာမည်တစ်လုံးနဲ့နေတာရွှေဘိုးမင်းကြိုက်ဆိုတဲ့စကားရှိဘူးတယ်နော်ဟမ်ဒီလောက်တောင်ငါ့ကိုလေကက်ကက်လောင်ပြန်ပြောနေခါမှာညို့ဟိုကောင်ဘလို့ပြည့်စကားပြောလဲမသိဘူးငါအံ့ဩတယ်သူပြောတာမှမဟုတ်တာမေဘလို့သူပြောတာမဟုတ်ဆိုရင်နေကဖွင့်ပြောလိုက်တယ်ပေါ့ဖွင့်မပြောပါဘူးဒါဆိုနေကဘာလုပ်လိုက်တာမေကလည်းတေးကသူ့ဖွင့်မယ်မေးလိုက်တာဘလို့ဖွင့်မေးလိုက်တာလဲတေးကသူတေးကိုချစ်နေရဆိုတာလည်းသိရလေသူဖွင့်မပြောရဲဘူးဆိုတာလည်းသိရလေအဲ့တော့နင်ငါ့ကိုချစ်နေရလားဆိုတော့အင်းဝါနေရရှိတဲ့ကောင်မတလားမင်းကလေးကပြည်နေယောက်ျားလေးကိုအဲ့လိုမျိုးသွားပြီးတော့ဟိုကဟုတ်တယ်ဆိုပြီးချော်လိုက်ရတယ်ပြောတော့မှာပေါ့အဲ့ဒီကောင်ကနင့်ကိုတကယ်ရောချစ်တာဟုတ်ရဲ့လားတကယ်ချစ်တာပါမမေရဲ့သူကရိုးသားသားလူကောင်းလေးပါပုတ်ပါမှဆိုလဲငကမောက်ချံပိုင်တာ9အိတ်ကတော့ရှိအော်အဲ့ဒီ9အိတ်ကတော့ကိုနင်ကမက်ဆယ်ရလားဟာမမေကလည်းအဲ့လိုတော့မပြောပါနဲ့ तू ကမမေရဲ့ကျေးဇူးရှင်တော့ဟေးဖြစ်မှဖြစ်ရလေငါတော့နင်ကြီးစားရှိတာအခုမှသိတာဘယ်လိုဖြစ်လို့ तू ကငါကျေးဇူးရှင်ချက်ချင်းဖြစ်သွားတာတော့ဟာမမေကလည်းဒါပေမဲ့